အားလုံးပဲရှင်းကြောက်ပါဖူကိုရောက်တဲ့ခါကျရင်ဒီ Vin Wonder ဆိုတဲ့ amusement park ကြီးကသွားတာအဆင်ပြေရလားဇီယောတန်ရလားဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဆိုလေတိတ်ပြီးတော့စိတ်ဝင်စားရမယ်ဈေးလဲတက်တာရဲသွားစရာလည်းမရှိဆိုပြီးတော့တရက်တာအချိန်ဒီမှာဖြုံးသွားမိတာပါတကယ်ရောက်သွားတဲ့အချိန်မှာတော့ဈေးကတန်တဲ့အပြင်တကယ်ကိုတစ်နေ့လုံးကိုစိုးလို့မဝတဲ့ amusement park ကြီးတစ်ခုပဲဖြစ်ပါတယ်အခုရောက်တဲ့အချိန်မှာဆိုလေမြင်တဲ့အတိုင်းပဲပေါ့နော်လုံးဝကိုကတခြားကဘာတစ်ခုရောက်သွားသလိုမျိုးအမြင်ဒီဇိုင်းဆန်းနေနေကိုမြင်ရတာပါပြောရမယ်သူတို့ကတချို့တွေခေါ်ကြတော့ Disney ပေါ့နော် Disney budget Disney ပေါ့နော်အဲ့လိုမျိုးပြောလို့ရပါတယ်ဒီမှာဆိုလဲကျွန်တော်တို့က roller coaster ကြိုက်တဲ့သူဆိုရင်တော့ဒီ amusement park ကလုံးဝကိုသွားတင်နေတာပဲဖြစ်ပါတယ် roller coaster အောင်မှသွားမျိုးစုံပုံစံမျိုးစုံနဲ့ indoor outdoor အကုန်လုံးပေါင်းပြီးစီးလို့ရတာပဲဖြစ်ပါတယ်အခုစော့နေဟာဆိုရင်သူကဒီဘယ်လိုမလဲတက်လေးနေပေါ့လိုက်ပြီးတော့လူစိုးလိုက်ပြရတဲ့ game လေးတွေပေါ့နော်အဲ့လိုလိုက်ရွှေ့သွားရလေအရန်ပျော်ဖို့ကောင်းပါတယ်ဒီအားဆိုရင်လေဒါကျွန်တော်ကဘာမှမသိဝင်တော့အထက်ရောက်တော့မှဒါ roller coaster ဖြစ်နေပေါ့နော် indoor roller coaster ဖြစ်တဲ့တိတ်ကြောက်ဖို့တော့မကောင်းပါဘူးပြီးတော့သူတို့မှာအရင် giant wheel လေးရှိတယ်ဝီကတော့လုံးဝကိုနီးလေပိုင်းလောက်ဆိုရင်တော့နီးလေစားရည်စားပြီးပြီဆိုရင်အေးစေးသွား chase လို့ရတယ်အဲကွန်လေးနဲ့ဆိုတော့ဒီ view ကြီးတစ်ခုလုံးကိုတေးချအေးစေးမြင်ရတာပေါ့နော်ကိုဘယ်တွေသွားမယ်ဘယ်တွေသွားကစားမယ်ဆိုအပေါ်ကနေလှမ်း show လို့ရတဲ့ဟာလေးပဲဖြစ်ပါတယ်ဒါအပြင်အဲ့ပေါ်ကနေလည်း beach တစ်ချောင်းကိုလည်းလှမ်းပြီးတော့ကြည့်လို့ရပါသေးတယ်ခင်ဗျာအဲ့ဒါ EC Blue Wine ဆိုရင်တော့ဘေးနာ aquarium မှာတော့လုံးဝ must try ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီမှာဆိုရင်ရေတူမရေတူကြီးရေရှိုးပွဲရှိရမို့လို့ပါပဲခင်ဗျာ။ဒီရေတူမရှိုးပွဲရကြတော့တနည်းကိုနှစ်ကြိမ်ချင်းပါတာဖြစ်ပြီးတော့အဲ့ဒီရှိုးပွဲမပြခင်မှာဆိုတော့ကျွန်တော်ကြားတဲ့ aquarium ကိုတေချာတော့လိလာလို့ရတယ်ပေါ့နော်။ရေတက်ဝါပေါင်းမျိုးစုံရဲ့နောက်တစ်ခုကျတော့လုံးဝဒီ underwater tunnel ပေါ့အဲ့ဒီဟာလေးတွေရဲ့နောက်ဒီလိုပင်ကွင်းလေးတွေကအစားပေါ့နော်။တကယ်ကိုတိရစ္ဆာန်တော်တော်များဆုံးရှိပါတယ်ခင်ဗျာ။အရင်လဲစိတ်ဝင်စားဖို့ကောင်းလို့အကေလို့ကလေးပါတယ်ဆိုတော့ဒီ wild aquarium ကတော့လုံးဝကလေးအကြိုက်ကိုဖြစ်မှာပါခင်ဗျာပြီးရင်ကျွန်တော်ပွဲချင်းရောက်လာပြီဆိုတော့အခုလိုမျိုးရေတူမလေးကြီးကတော့ဒီဓာကန်အချီထဲမှာကူပြီးတော့တင်ဆက်ပြသပေးမှာပဲဖြစ်ပါတယ်ဒီ aquarium ကြီးပြီးသွားတဲ့အချိန်မှာဆိုကျွန်တော်တို့အပြင်ထွက်ပြီးတော့ရှောက်သွားကြည့်တဲ့အခါမှာဆိုအခုဆိုရင်ဒါကျွန်တော်စီးမဲ့ဟာကတော့ပြောရမယ်ဆိုအလာတဲ့မီးခွက်လို့ခေါ်တာပေါ့နော်တို့တော့အဓိကဒီစက်ကြီးပေါ်မှာပြေးပြီးသွားကြတာသူကဒီကိုပြောရမယ်ကိုစောကင်းမှာကိုလိုက်စီးတယ်လို့ခန်းစားချက်မျိုးပေးရမှာပေါ့နော်နောက်တစ်ခုကကျွန်တော်ဒီရမှာကျွန်တော်ဝယ် ticket ထဲမှာသူနေလေစာပါတယ်နေလေစာကကြတော့ဒီ VNN ငွေတတ်မှတ်ထားပမာဏပေါ့နော်အဲ့ဒါကိုစားလို့ရတယ်အဲ့ဒါကိုကျွန်တော်စားတဲ့ခါကျရင်လုံးဝတကယ်ကိုဒီငါးကန် view ကြီးနဲ့စားလို့ရတာကျွန်တော်တို့နောက်ဆုံးမှတီးလို့နောက်ဆုံးကြမှာပဲသွားစားပြီးတော့အမှန်တကယ်တော့ဒီသူမ show ကြီးကြည့်ရင်လည်းအဲ့ဒါစားရင်ပိုကောင်းပါတယ်ခင်ဗျာကစားစရာတွေကလည်းမြင်တဲ့အတိုင်းပဲအခုလိုမျိုးပြီးတော့ပနဲ့ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတယ်အဲ့ဒါတွေမကစားချင်ဆိုလဲကျွန်တော်ဒီမှာ water park ကလည်းရှိပါသေးတယ်အဲ့ဒီ water park ထဲမှာဆိုလဲကိုပြီးတော့နဲ့လုံးဝ show စီးမလားအစားအကုန်လုံးမျိုးစုံ water activity အကုန်လုံးလုံးဝလုပ်လို့ရတယ်ပြီးညနေကျရင်ကျွန်တော်ဒီလို show ပွဲလေးကြည့်ပြီးတော့ညဘက်ပွဲလေးနဲ့ပြင်လို့ရတယ်တို့ရဲ့ performance တွေကိုကြည့်ပြီးသွားရင်နောက်ဆုံး castle ရဲ့နောက်ဆုံး live show ပေါ့နော်ဒီ fountain show ကြည့်ပြီးသွားတယ်ဒီနေ့တာကြီးကလုံးဝလှပနေပြီးစမောပဲဖြစ်ပါတယ်ခင်ဗျာ